အခုကဒါ 3D mesh ရဲ့လေ default lighting တွေရဲ့ basic ပေါ့နော် lighting ကို lighting ကဆွဲလို့ရှိရင်ကျွန်တော်အမြန် top view ကနေဆွဲမယ်အဲ့ဒါဆိုတော့ lighting panel ကဒီမှာ create panel တွေမှာဒါ lighting panel ဆိုတော့ default light ကိုမတွေ့လို့ရှိရင်ဒီမှာ standard photometric dreamscape video ဆိုပြီး dreamscape နဲ့ video ကတော့ plugin ထည့်ထားလို့ဖြစ်လာတာ default standard နဲ့ photometric ဆိုရင်2မျိုးပါတယ်ဟုတ်ဒါဆို standard light ကိုပဲကျွန်တော်တင်ပေးမယ် photometric light ကအများဖြင့်ချိန်စရာမလိုဘူးသူ auto ကောင်းပြီးသားပဲအဲဒါကြောင့် standard light မှာပြောအများကြီးရှိနေရုပ်တရက်ပြင်လေဒီအောက်ဆုံးကနှစ်ခုကလောလောဆယ်သုံးလို့မရဘူး MR area omni နဲ့ MR area spot ဆိုတာဘာလို့ဆိုလိုတာလဲဆိုတော့ mandatory လို့ဆိုလိုတာ MR ဆိုတာတော့ mandatory runner မှာသုံးလို့အဆင်ပြေတယ် view scaling runner ကိုကျွန်တော်တို့ runner လုပ်နေ scaling runner ဖြစ်တယ်ဒီနှစ်ခုကသုံးလို့မရဘူးဒီ photometric light ကတော့ mandatory runner ဖြစ်ဖြစ်ဆိုဒီ video scaling runner ဖြစ်ဖြစ်သုံးလို့ရတယ်နှစ်မျိုးစလုံးမှာသုံးလို့ရတယ်ဒါပေမဲ့သူ့ရဲ့ထူးခြားချက်တွေက mandatory runner မှာပေါ်လာလိမ့်မယ် video scaling runner မှာ photometric light ကိုသုံးနေလို့တိတ်ထူးခြားကြီးမပေါ်ဘူး mandatory runner မှာတော့တိကျတာပိုကောင်းတယ်နော်အဲဒါကြောင့် view standard light ကိုကျွန်တော်တို့က video scaling runner မှာ standard light ကိုပဲသုံးတယ် standard light မှာတော့ဒီနှစ်ခုဖယ်ထားလိုက်ရင်စစ်တူအောင်6မျိုးရှိတယ် sky light ကိုလည်းမသုံးနိုင်မကောင်းဘူး sky light system ကိုကိုယ့်အကိုဆင်ပြီးသုံးတယ်တော့တကယ်ကျွန်တော်ဖယ်လိုက်တဲ့ကသုံးရမှာကျွန်တော်5မျိုးရှိတယ်နော် target support free support target direct free direct နော် omni ဆိုပြီးတော့အပိုင်း3ပိုင်းရှိတယ်ဒါပေမဲ့တကယ်ရှင်းကြည့်လိုက်တဲ့အခါကျ3မျိုးပဲကျန်တယ်ဘာလို့ target support နဲ့ free support အတူတူပဲ target ပါတာနဲ့မပါတာပဲကွာရယ် target direct နဲ့ free direct နဲ့အတူတူပဲနော် omni ကတော့တစ် line ပေါ့နော်အဲဆိုတကယ်တော့မှာပါလေ3မျိုးပဲရှိတယ်လိုက်တယ်အဲဆိုကျွန်တော်တို့ target support ဆိုတာဆွဲလိုက်မယ် dress ဆက်လိုက်တယ်ဒါ target support စဆွဲတဲ့နေရာက light ဖြစ်တယ်ဒါ target ဖြစ်တယ်နော်target direct ဆိုတာဆွဲလိုက်လို့ရှိရင်စဆွဲတဲ့နေရာ light ဖြစ်တယ်ဒါ target ဖြစ်တယ်နော် target ဆိုတာဘာသုံးလဲဆို lighting ကိုချိန်တဲ့အခါမှာဟိုရှိဒီရှိသုံးတယ်နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးကျွန်တော်ချိန်တဲ့နည်းစနစ်ကောင်းပိုကောင်းတဲ့နည်းရှိတယ် omni ဆိုတာ target လည်းမပါဘူးဘာမှလည်းမပါဘူးတော့ဒါဆို light rays တွေကဘယ်လိုသွားမလဲကျွန်တော်လေ့လာကြည့်တာဒါ support 01ဒါ support 01 target နော် target မှာပါရာမီတာမှမရှိဘူး light ကို select လုပ်မှာပါရာမီတာတွေကပေါ်လာလိမ့်မယ်ဟုတ်ပြီနော်နောက်ပြီးတော့ဒီလိုမျိုးသွားပြီး select လုပ်မိရင်ဘာဖြစ်လဲဆို one light select တယ်လို့ပေါ်နေတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ target ကိုလည်း select လုပ်မိတယ် light ကိုလည်း select လုပ်မိတယ်နှစ်ခုလုံးကို select လုပ်မိရင်ပါရာမီတာမပေါ်ဘူးအဲ့ဒါဆိုအပြင်ကိုတစ်ချက်ပြန်နေ light ကြီးပဲမိအောင်မှတ်အဲ့ဒါဆိုတော့ပါရာမီတာပေါ်တယ်နားလည်နော်ကျွန်တော်တို့ကဒီမှာ support light ကဒီလိုဆွဲလိုက်ပြီဆိုတဲ့အခါမှာသူ့ရဲ့ light rays တွေကဘယ်လိုထွက်မလဲဒီမှာသူကြရှင်းရှင်းနေတယ်ဒီတိုင်းထွက်ဒီနေရာတွေဖြာထွက်ထမ်းပြီးနော်ဓာတ်မီထိုးတကယ်တော့စက်စင်မှာ support ထိုးတကယ်တော့ထွက်ဒီမှာကျတော့နေအောင်လဲသူထွက်တယ်လားပြိုင်ထွက်ဒီ area အတိုင်း omni ကတော့ area မရှိဘူးသူ့ပတ်လေမှာဒီလိုမျိုးထွက်သွားနော်ဒါ light rays ဘယ်လိုထွက်လဲဆိုတော့ပုံမတူတော့ကျွန်တော်တို့အလင်းမှောင်ဘယ်လိုတတ်မှတ်လဲဆိုတော့ပြရရအဲ့ဒါဆိုတော့ကျွန်တော်တို့ဒီမှာ plane များတစ်ပြားတော့ပြရနေဆွဲလိုက်မယ် view standard plane များဘာဖြစ်လို့ဆိုတော့ light တွေကဘယ်လိုမျိုးတက်ရောက်လဲဆိုတော့ကျွန်တော်ကြည့်ကြအဲ့ဒါဒီ light တွေအကုန်လုံးကကျွန်တော်တက်ပြဆွဲရဲဆိုတဲ့အကြောင်းဘယ် level မှာရှိနေလဲ left ဒီကြီး ground level မှာရှိနေတယ်မဟုတ်ဘူးလားဟုတ်သူတို့ဒီလိုဆွဲတင်လိုက်ရင်သူတို့ရဲ့ target တွေကျန်ခဲ့ပြီးတော့ဒီလိုမျိုးဖြစ်သွားတယ်နော်အဲ့ဒါဆိုကျွန်တော် perspective view ကိုသွားပြီးတော့ကျွန်တော် render ချတင်လောလောဆယ်ဘာမှသိတာမှာမဟုတ်ဘူးဘာလို့ဆို omni light ရှိနေတဲ့တက်ကနော်ကျွန်တော် render ချပြီးတော့ဘာမှထူမှာမဟုတ်ဘူးဘာလို့ဆိုတော့တွေ့လားဒါကဘာလဲဆိုဒါ omni ကြောင့်ဒီကြည့်လင်းတယ်နော်ဒါကဘာလဲဒါလိုက်ကြောင့်နေတာဒါ support ကြောင့်နေတာနားလည်နော်အဲ့ဒါ omni light ကိုပိတ် light ကိုပိတ်မယ်ဆိုရင် delete နှိပ်တာမဟုတ်ဘူးဒီ light ခဏပိတ်ထားလို့ရတယ် modify panel က light type က on ဆိုတဲ့အမှတ်ကိုဖြတ်ထားလိုက်ရင် omni မလင်းတော့ဘူးဒါပါလေဒါလိုက်ဒါ support ဒီအနေထားမှာတော့ဘာမှမကွာဘူးဒါပေမဲ့ shadow အနေထားမှာကွာလိမ့်မယ်နော်ဒါဆိုတော့ဒီလိုမျိုးတစ်ခုထိုးလိုက်ကွာလိမ့်မယ်နော်ဒီမှာ copy တစ်ခုဆွဲလိုက်မယ်နော်ညမှာဒီလိုနေနေတစ်ခုရှိတယ်ဆိုတော့နော် light ဘယ်လိုကြာလဲဆိုတော့ဒီမှာတိတ်ပွားရတယ်မဟုတ်ဘူးနော်တိတ်ပွားရင်တော့ဖြစ်နေတယ်အဲ့ဒါကြာရင်လို့ကြာ
过来他可以来မှန်ဒါလိုက်လိုက်တွေ့လားဒါလိုက်လိုက်ကသူ့မှာပြထားတဲ့အတိုင်းပါလေ area လိုက်သွားရတယ်တွေ့လား၄တောင်းလိုက်တော့ပြမှတက်ကြည့်လိုက်ဟမ်သူကဘယ်လိုသွားမလဲတော့တွေ့လားသူကဒီလိုမျိုးလေ area လိုက်သွားတာကိုဒီမှာကျတော့ဖြာသွားတယ်နော်အဲ့ဒီတဘောနဲ့သူကလင်းတဲ့ခါမှာလေဒါလိုက်လိုက်ပါကြတော့တင်လိုက်မယ် light တွေရဲ့ intensity ဆိုတာသူ့ရဲ့အလင်းပြင်းအားပဲအလင်းပြင်းအား default 1တင်လိုက်လို့ရှိရင်ပိုလင်းလာတယ်ဟုတ်ပြီနော်ဒါလိုက်လိုက်ကဒီလိုသွားတယ်တွေ့ရနော် support လိုက်ကဒီလိုမျိုးသွားတယ်သူရဲ့အနောက်ဘက်မှာတစ်ချမ်းရှိရပါလားဒီတစ်ချမ်း light တစ်ချမ်းရှိတာပေါ့နော်ဟုတ်လားသူအနောက်ဘက်မှာဒီလောက်ရောက်ရှိတာပေါ့အဲ့ဒါရှိတာပေါ့ဒါမြင်ရမှာမဟုတ်ဘူးဘာလို့သူ back face ရင်းနာမလို့လေဟုတ်ဒါသူ့ရဲ့သဘောတရားကိုပြောတာဒါပေမဲ့ကျွန်တော်တို့ light တွေကဒီလိုထိုးထားပြီးပြီဆိုရင်လည်းတက် light တိုက်ဆိုတာတိတ်ရေးမကြည့်ဘူးဒီလားဘယ်လိုပဲဆွဲမှာ target ရှိတဲ့ကောင် target ဖြုတ်လိုက်ရှင်ရတာပဲ target test ဆိုတဲ့အမှတ်ကိုဖြတ်လိုက် target ဖြုတ်သွားတယ်ဒါ free support ဖြစ်သွားတယ်ဟုတ်ပြီနော်top view ကနေတွားပြီးတော့ free support ဆွဲကြည့်light တိုက်ကိုတွားပြီးတော့ free support ဆွဲကြည့်ဒါ free support ဆိုတာတစ်ချက်နှိမ်သွားတယ်သူ့မှာ target မရှိဘူး target မရှိတဲ့သူကရှင်းရနည်းနည်းခက်တွေ့လားဟုတ် target ရှိတဲ့ကောင်ရှင်းရလွယ် target ကိုစဉ်းမှန် target ကိုရွှေ့ကြမ်းပြီးသူ့ကိုကြိုက်ပြီးရှင်းရတွေ့လားနော်ဘယ်လိုမျက်စိရွှေ့လို့ပေါ့ဒီကောင်ကြတော့ရွှေ့လို့ဆိုသူ့ကိုလှည့်ရတယ်ရှင်းရခက်ဟုတ်ပြီနော်သူ့မှာ target မရှိပေမဲ့လည်း target distance လာလို့ရှိမြင်လားမြင်တယ်ဒီတန်ဖိုးကိုဒီမှာအကြောင်းလဲလုပ်လို့ရတယ်နော်ဒီသူ့မှာအခု target မရှိဘူးကျွန်တော် target ပြန်ထည့်လိုက်မယ်ရတယ်နော်ဒီမှာ target distance ကိုကြတော့ဒီမှာကြတော့ဒီလိုပြောင်းလို့မရတော့ဘူး target distance ပြောင်းရင် target ကိုလက်မှတ်ပြီးတော့စိုက်ကြည့်လို့ distance ဒါပေမဲ့ light ကဒီနေရာမှာထားရမယ်ဒီအထိတော့လင်းတယ်နော်လင်းလာလို့တွေ့လားဟုတ်ပြီနော်ဒီအထိတော့လင်းတယ်မဆိုင်ဘူးသူ့ရဲ့ target distance ဘယ်လောက်ပဲထားတာတူတူလေးထားလဲလင်းတာဒါကဘာလဲ view ပေါ်မှာကျွန်တော်တို့မြင်လို့ကောင်းတဲ့ပမာဏအထိတာဆွဲလင်းတာတော့အတူတူပဲလင်းတယ်ဘာမှမကွာမသွားဘူးတွေ့လားlight အမျိုးအစား၃မျိုးရှိတယ်နော်အဲ့ဒီ light တွေကောင်းတယ်မကောင်းဒါဆိုတော့ဒီຢာတွေကအကုန်လုံးကျွန်တော် light rays တွေသွားဝင်သွားအိုမီနီကတော့ရှင်းတယ်သူကတော့ဒီနေရာတွေကတွေ့မှာသူ area လေးပဲပတ်လေးလင်းတယ်အပြင်တွေလုံးဝမလင်းဘူးအောင်တယ်အိုမီနီကတော့ဒါတွေအကုန်လုံးဖြတ်ပလိုက်အိုမီနီကတော့သူ့တစ်လုံးနဲ့ပတ်လေးအကုန်လင်းတယ်သူ့မှာအကာရံမရှိဘူးဆိုတဲ့သဘောအကာရံမရှိတဲ့အတွက်ကြောင့်လည်းသူက lighting ထိုးရတာလွယ်တယ်ဆိုပေမဲ့ကောင်းတဲ့ result လည်းဘယ်တော့မှထွက်မလာဘူးအိုမီနီနဲ့ထိုးတယ်နော်lighting ထွက်ရတော့အရင်လွယ်အချိန်ကြာလည်းမလို့သူ့ကိုမီးလုံးတစ်လုံးဒီမှာထွန်းတဲ့ကတ်ထွန်းလိုက်ရင် lighting ထွက်တယ်ဒါပေမဲ့အဲ့လိုလွယ်သလို light omni နဲ့ထိုးတဲ့ lighting တွေကဘယ်တော့မှမကောင်းဘူးเนาะမကောင်းဘူးဆိုတဲ့အကြောင်းကိုကျွန်တော်လက်တွေ့ပြမယ် lighting basic ကအဓိကဒါလေးပဲเนาะဒီ light ကို select မှပြီးတော့သူ့ area ကျယ်လိုက်မယ်ကျွန်တော်တို့เนาะ modify panel ကိုသွားသူ့ area ကိုကျယ်လိုက်မယ်ကျွန်တော်တို့ကျယ်သွားပြီเนาะshadow မဲ့ကြောက်ဖို့အတွက်ကျွန်တော် box တစ်ခုသွားဆွဲလိုက်မယ်ဒါ shadow ကြာမှာเนาะသူ့ကို render လုပ်မယ် shadow ကဒီတိုင်းမကြောက်ဘူး light ကို select လုပ်ရမယ် modify menu က shadow ဆိုတဲ့အမှတ်ကိုရှင်းမယ်အဲ့မှာ shadow map ဆိုပြီးအမျိုးအစားအများကြီးရှိတယ်ဒါပေမဲ့ scaling render မှာအမြန်ဆုံးနဲ့အဆင်ပြေဆုံး map က shadow map ကိုသုံးမှအဆင်ပြေတယ်သူ default mapဒီမှာ video map ဆိုတာ video share ဆိုတာ video သုံးမှရတယ်ကျန်တာတွေကအကုန်လုံးကလည်းအဆင်မပြေဘူးเนาะ shadow map ကိစ္စ shadow map ကိုပဲကျွန်တော်တို့အကျယ်တဝင်းနဲ့ကောင်းအောင်ပြင်သွားမယ်အဲ့ဒါ shadow map ကစသုံးပြီးပြီးတော့သူ render လုပ်ပြီးဆိုတော့ပုံနဲ့မတူတော့ဘူး shadow ကြာလာပြီ shadow ကြာမှာ 3D object ဖြစ်တယ်เนาะ shadow map အမှတ်ကိုဖြတ်လိုက်ရင် render shadow မထွက်ဘူး shadow မထွက်ရင်ရေကြီးပေါ်ကထိနေမှလည်းမသိဘူးမထိမှလည်းမသိဘူး shadow ကဒီအချိန်မှာကောင်းတယ်နော်အခုနေမှာ shadow ကကောင်းကောင်းကြာရနော် omni ကတွေ့လား light တစ်ခုကလေ shadow ကောင်းရင်ကောင်းတယ်ပြီလား shadow မကောင်းရင် result မကောင်းဘူးနော် shadow ကောင်းတယ်တွေ့လားဒါပေမဲ့ဘယ်ခါမှမကောင်းဘူးဖြစ်လာလေကျွန်တော် scene တူလိုက်ပြီးတော့ဒီလိုနီးနီးကက်ကက်ထိုးလို့မရဘူးဟုတ်ဘူးလားဟုတ်နေဆိုတာအမြင့်ကြီးမှရှိတာဟုတ်အမြင့်ကြီးကိုတင်ထိုးမှရတယ်
ဆိုတော့ဘာဖြစ်လို့ဆိုတော့ result ကဒီမှာဒီလိုပြန်ကြည့်ရတယ်ခဏမလုပ်ခနဲ့လေရန်နာရင်ညာလေးကြာတယ်ရန်နာရင် show less ရန်နာရင်ဆိုတော့ရန်နာလို့ကြာတယ်ဒီနေရာလေးမှောင်နေတယ်ဒီလိုမဖြစ်စင်ဘူးလေအကုန်လုံးလင်းရမှာပေါ့ညီညီများများအဲ့လိုဖြစ်ဖို့တော့ဗါလေလိုက်ဒီအပေါ်တင်ရပြီမဟုတ်လားဟုတ်အပေါ်တင်ညီညီများများလင်းမှာပေါ့အဲ့ခါရန်နာလို့ကြည့်မယ်အဲ့ဒါကြောင့်ညီညီများများတော့လင်းလာပြီမ share လို့ပြဿနာတွေ့ဟိုမင်းများအဲ့ဒါထိုးရလွယ်ဒါမှမဟုတ်လေ share လို့မကောင်းဘူးနီးမှာကောင်းတယ်ဒါပေမဲ့နီးလို့ရှိရင်လည်းကျွန်တော်တို့ဟာအလုံးမဖြစ်ဘူးအဝေးကြီးကထိုးရမှာအဝေးကြီးကထိုးတဲ့အခါအဲ့လိုမကောင်းဘူးအဲ့ဒါကြောင့်အိုမီကိုတကက်လိုက်တယ်မှာတုံးအဆင်မပြေဘူးနော်ဘယ်ခါမျိုးပဲတုံးမလဲဆိုကျွန်တော် Indo Sense တွေမှာအိမ်ထဲမှာမီလုံးလေးတစ်လုံးထွန်းထားတယ်ပေါ့ဖျောင်းနိုင်လေးတစ်တိုင်ထွန်းထားတယ်အဲ့လိုအရှင်မျိုးမှာပဲတုံးလို့ကောင်းတယ်အိုမီကကျန်တဲ့အရှင်တွေမှာလုံးဝတုံးလို့ပေါ့တော့အိုမီကိုကျွန်တော်လက်လျှော့လိုက်မယ်မတုံးတော့အဲ့တော့ဘာဖြစ်လို့မကောင်းတာလဲဆိုတော့ဆက်ပြီးတော့ကြည့်လို့ရှိရင်သိလာပြီเนาะမကောင်းရတဲ့အကြောင်းလေးဟုတ် delete နေလိုက်เนาะပြီးတော့ top view ကနေသွားပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ support light ထိုးမယ်เนาะသူရဲ့ lighting ရဲ့အရှိက support light တောက်သူထိတ်ဆုံးတင်တာ target support ဆိုပြီးဒီလိုလေးထိုးလိုက် lighting ထိုးတဲ့အခါမှာဘယ်လိုထိုးလဲဆိုတော့ lighting ကဘယ်နေရာပဲရောက်နေလို့အကြောင်းမဟုတ်ဘူးခက်ဝေးလေးကကြိုထိုးတာပါကျွန်တော်ဒီတစ်ခုလုံးကိုရှုံပြီးတင်တယ်ဒီပြန်ထိုးလိုက်တာပဲเนาะပြီးတော့သူ့ရဲ့ target ကိုကျွန်တော်တို့အဓိက object က box မဟုတ်လားဟုတ် box ဆိုမှာ target ကိုတင်လိုက်တယ်ပြီးတော့ right click နှိပ်လိုက်တယ် modify panel ကိုသွားမယ်ပြီးတော့ lighting ကိုချိန်ကြီးအမျိုးမျိုးရှိတယ်ဒီလိုမျိုးချိန်တာဒီလိုမျိုးချိန်နေဒီလိုမျိုးချိန်နေဆိုနေရတယ်ဒါပေမဲ့အကောင်းဆုံးချိန်ကြီးကကျွန်တော်ပြောတာဘယ်လိုချိန်လဲဆို top view ကနေသွားမယ် shift နဲ့ကိုဖိပြီးတော့ number 4ကိုနှိပ်လိုက် light view တွေကိုရောက်သွားတယ် light ထဲကိုဝင်ကြည့်တဲ့ view ရောက်သွားတယ်အဲ့ဒီကနေပြီးကျွန်တော်ကင်မရာချိန်လို့အခါအချိန်ကိုချိန်လိုက်နော် wire frame view ဝင်ပြီးတော့ရှိတ်တဲ့မှုကဝင်ပြီးတော့ကြည့်လား view နော်ကြိုက်လို့ရွှေ့လို့ရတယ်နော်အဲ့တော့ပြီးတော့ပြီးရင်ဒီကောင် top view ပြန်ပြလိုက်ပြီးတော့ password တွေကြာမယ်အဲ့ lighting ချိန်ပြီးသားဖြစ်သွားပြီကြည့်လားနော်အဲ့ target spot နဲ့ free spot တွေမဟုတ်ရင်ချိန်ရခက်တယ်နော်ဆိုတော့ကျွန်တော်ပြောတဲ့ထဲဝင်ပြီးတော့ကင်မရာချိန်ပြီးချိန်ရရင်လွယ်လေးပဲပြီးတော့ shadow on မယ်ထုံနေနိုင် render လုပ်လိုက်အဲ့တော့ shadow ကဆိုးတော့မဆိုးဘူးဒါပေမဲ့ကျွန်တော်တို့ကပါလဲဆိုတော့ဒီမှာ lighting မှာဆက်ပြီးတော့စဉ်းစားမယ်ဒီလားသူ shadow အနိကလေးကျွန်တော်ပတ်ကြည့်တာကြည့်တဲ့အခါမှာဒီလိုမျိုးဆိုးတော့မဆိုးဘူးဒါပေမဲ့နည်းနည်းလေးတော့ဖွာတယ်တော့ shadow ကောင်းတာမကောင်းတာဘာနဲ့ဆိုင်ရဲဆိုတဲ့အခါကျတော့ကျွန်တော် spotlight shadow map parameter ကိုသွားရမယ်ပြီးတော့သူ့ရဲ့ map size ကိုတင်ပေးရတယ်ဒါ memory ကိုယူသုံးတာတော့1024တင်ပေးမယ်ဒီနေရာမှာသုံးလို့ရှိရင်လည်း128 256 1024အဲ့လိုသုံးတယ်256ကိုမသုံးမဲနဲ့257လို့သွားသုံးရင်သူက512ယူ memory လို့ပြီးရှင်းယူလိုက်ပါလေနော်256ကျော်သားနဲ့512လို့သွားယူတယ်သူက memory size နဲ့သွားယူတာ哦512မှာ513လို့သုံးလိုက်တာနဲ့တို့က1024ယူတယ်အဲ့ဒီသဘောကြောင့် message ကြေးတော့ရသွားဆိုတော့ကျွန်တော်နည်းနည်းဖွာနေမလားအခု1024တင်လိုက်တော့ render လုပ်လိုက်တဲ့အခါ24512လေဒါကောင်းတာလေဟုတ်နော်ဒါဆို map site နဲ့ဒီ shadow ကောင်းတော့မကောင်းတော့ဘူးကျွန်တော်ထားလိုက်ကြည့်ပတ်တယ်နော်ဒီ basic လေးအရေးကြီးအဲ့တော့ဒီ lighting တစ်မျိုးသိရင်အကုန်လုံးသိတယ်အကုန်လုံးကဒီ parameter ပဲလေဟုတ်နော်ဒီဘယ်မျိုးသားဖြစ်တယ် omni ဖြစ်လေ spotlight ဖြစ်တယ်ဒါဆိုတော့ကျွန်တော်တို့ကဒီ area မှာဒီတပြင်းလုံးကြီးကိုလင်းနေတာကိုဟုတ်ဒီလိုမျိုးတစ်ခွက်တည်းလင်းနေလို့မဖြစ်ဘူးလေအဲ့တော့ဒီ area ကိုကျေပေးရမှာပေါ့မဟုတ်လား spotlight area ကျင်မယ်ဆိုရင်ဘယ်ထက်သွား spotlight parameter ဆိုတော့သွားမယ်ဘာပြောတော့မှာသူကျေပေးမယ်အဲ့ဒီတော့မှဒီမှာအဝိုင်းနှစ်ဝိုင်းရှိတယ်ဒါ follow field လို့ပေါ့ဒါကဘာလဲဆိုတော့သူရဲ့ hotspot bin လို့ခေါ်တယ်ဘယ်လိုမျိုးပြောင်းလဲရှိလောက်သွားလဲဆိုတဲ့အခါကျဒါအချင်းကျယ်ဒီမှာလောက်တာနော် hotspot bin နဲ့ follow bin နော်ဘယ်လိုလောက်သွားလဲဆိုတော့ကျွန်တော် intensity ကိုဘယ်လောက်တင်တာ1တင်ထားတယ်ဟုတ်1တင်ထားလို့ရှိရင်သူ့ရဲ့သဘောတရားကဒါ 3D နဲ့ဆိုတဲ့သဘောတရားအတိုင်းပဲလေ soft selection သဘောမျိုးပဲဒီကနေဒီအဝိုင်းအတွင်းမှာဘယ်လောက်ရှိမလဲဒီ intensity 1ရှိမယ်ဒီကနေကြာလာဒီနေရာရောက်ရင်0ဖြစ်သွားတယ်ဒီဒီမှာလုံးဝမလင်းတော့ဘူးဆိုတဲ့သဘောတရားအဲ့ဒါလည်းပြန်လို့ရှိရင်ဒီ1ကနေကြာသွားမယ်ဒီနောက်မှောင်လာပြီးဒီနောက်ပိုင်းလုံးဝလည်းနောက်အဲ့ဒါဒီလုံးဝမကြာဘူးဒီသဘောတရားအဲ့ဒါဆိုဒီအဝိုင်းကြီးအတွင်းက hotspot ပင်ရောဘာရောအကုန်လုံးကကျွန်တော်တို့ကဒီလိုကျယ်ပေးဖို့မကြောက်ဘူးလားအကုန်လုံးလင်းအောင်ဆိုဒီလက်ကြီးလို့ဆိုတော့ဒီလိုမျိုးမှအကုန်လုံးလင်းတာပေါ့ဟောအကုန်လုံးလင်းတာ
ဒါပေမဲ့ share ကိုပတ်ကြည့်လိုက်တော်ခွာထွက်သွားတယ်မကောင်းတော့ခွာထွက်သွားတဲ့ပြင်မကောင်းတဲ့ပြင်ဘာဖြစ်လာလဲတကယ်မှာ share ကဒီညာဆက်ကြရမှာမဟုတ်လား ဟုတ်တယ် ကျမ်းမြင့်နဲ့ကျွန်တော်ထိနေအောင်ဆွဲထားတာလေဟုတ်ကြလားဒီကဲမှာဒါထိနေတယ်လေအဲ့လုံးဝထိနေတယ်ဟောထိရပြင်ဒီနည်းနည်းအောင်ဖောက်နေတယ်ဒီဒါပေမဲ့ရင်းသားလို့ကြည့်ရှဲတော့ဒီဘက်ကိုရွေ့နေတယ်အဲ့ရောက်ဆိုလေထဲမှာလွတ်နေတဲ့ပုံပေါ်ဘူးလား ဟုတ်တယ် ရှဲတော့တရားစကားပြောတယ်နော်အဲ့ဒါဆိုအဲ့ကိစ္စကိုပထမဆုံးလေထဲမှာလွတ်မနေတဲ့ကိစ္စဖြစ်အောင်ဘာလုပ်လဲဆိုတဲ့ခါကျတော့အဲ့ဒါဘာနဲ့ဆိုင်လဲဆိုတော့ဒီ map site ပြီးမှာ bias ဆိုပါနေကြတယ်ဒီ bias များရင်ရှဲတော့ဝေးသွားမယ် bias 3ထားရင်ရှဲတော့ဘာဖြစ်သွားမလဲဒီဘက်ကိုပို့ရွေ့လာပို့ရွေ့လာလေဒီ object လေထဲမှာမြောက်နေတဲ့ပုံပေါ်လို့ဒီကဲမှာသူကဖောက်ကိုဝင်နေတာသူ့ရဲ့တန်ဖိုးနည်းလာရင်ကျွန်တော် 0.01 ထားလိုက်သူ့ရဲ့တန်ဖိုးနည်းနည်းလေးပဲထားတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ပြဿနာပြေလည်သွားတယ်ဒီညာနေစပြီးရှယ်လို့ကြားတယ်ရှယ်တော့ဒါမကောင်းသေးဘူးမကောင်းသေးရင်ဗာလဲ map site ကိုတင်ရတယ်2024ကနေစတင်ရင်2048တိတင်မှာဖြစ်တော့မယ်ဟုတ်တယ်မလားသူက1500လို့တင်တော့မရဘူးလေတင်ရင်လည်းသူက2048ယူသွားတာပဲဆိုဘာမှမထူဘူးအဲ့ဒါကြောင့်ဗာလဲ2048အထိတိတ်အကောင်းကြီးဟုတ်ပြီအဲ့ဒါဆိုဘယ်လောက်လဲ4096တင်ရမယ်4096တင်နော်ဒီကအတူတူပြန်ပြတာသဘောတရားကိုအဓိကပြောတယ်လက်တွေထိုးတဲ့အခါကျတော့အဓိကရေးပေးတယ်လေဒါသဘောတရားကိုကျွန်တော်ရှင်းနေသဘောတရားကိုဒီမှာ4096ချက်မှာကောင်းသွားပြီဒါပေမဲ့ light တွေကကျွန်တော်တစ်လုံးနဲ့ထိုးမှာမဟုတ်ဘူး memory allocation ဒါတကယ် physical memory ကိုယူသုံးဒါပေမဲ့4096ရှိကြအောင်မလို့သူက virtual memory လည်းရှိသေးတာ哦 physical memory နဲ့ virtual memory ကိုယူသုံးတာ4096ကောင်းဒါပေမဲ့ light တွေ5လုံး5 10လုံးတော့သုံးတာလေကဒီ RAM စစ်စာ RAM မဖြစ်တော့အဲ့ဒါအဓိကပြဿနာအဲ့ဒါဆိုကျွန်တော်တို့ lighting ကိုအဲ့လိုသုံးလို့မရဘူးဆိုပြီးတော့ကောက်ချက်ချရတယ်နော်အဲ့လိုဒီနေရာမှာဘယ်လောက်ပဲသုံးရမလဲကျွန်တော်အတကုံ limit က2048ပဲပြင်သူတက်ပြီးပို့ပြီးလို့မရဘူး2048မှာအဲ့ဒါဆို2048မှာ render ကောင်းမှုတွေဘာလို့ရမလဲသူ့ area ကိုပြန်ကျင်းပြရအောင် area ကျင်းလို့ရှိရင်သူ့သဘောတရားကကျွန်တော်တို့ဘာကြောင့်ဖြစ်တာလဲဆိုဒီ area ကြီးမှာသူက2048ပမာဏရှိတဲ့ဓာတ်ပုံတစ်ပုံကတ်တာနဲ့4000ရှိတဲ့ဓာတ်ပုံတစ်ပုံကတ်တာနဲ့resolution ကရှိတဲ့ဓာတ်ပုံကတ်တာနဲ့အဲ့လိုကွာဒီနေရာမှာ256ပဲရှိတဲ့ resolution ပဲရှိတဲ့ဓာတ်ပုံသွားကင်ဖောက်ပွားကြီးဖြစ်မှာပေါ့ဟုတ်တယ်မလား Photoshop အနေနဲ့ပြန်စဉ်းစားကြည့်ဒီလိုဖြစ်မှာပေါ့ byte တွေထွက်ပြီးတော့ဒီသဘောတရားပဲအဲ့ဒါဆို area ကျင်းရင်သူကဒီ site နဲ့သေးသေးနဲ့ကောက်အောင်လုပ်လို့ရတယ်နောက် area ကိုကျွန်တော်ကျင်းတယ် follow view ကိုကျင်းရင် hotspot ပင်က auto ကျင်းသွားတယ်တကယ်လို့ကျွန်တော်တို့ဒီနေရာလေးမှာဒီလိုလေးပဲထိုးရင်တော့အဆင်မပြေဘူးလားနော်ဒီလိုလေးပဲထိုးဒါဆိုရင်256နဲ့တောင်းနေတယ်ဟုတ်ပြီလား256နဲ့ကျွန်တော်512နဲ့ကောင်းကောင်းထွက်တယ်256ကနည်းနည်းလေးခွာဟုတ်တယ်နော်512ဆိုကြည့်ကြနေထွက်တယ်ဟုတ်ပြီနော်ပြဿနာအိမ်မှာမလင်းနေတော့အဲ့ဒါကိုပြည်လဲတဲ့နည်းရှိတယ်ဒါလဲဆိုတော့ overshoot ဆိုတဲ့အမှတ်ကိုရှင်းပြလိုက်သူကလင်းသွားတယ်ကောင်းဆွဲလို့လဲ512နဲ့ကောင်းသွားတယ်နော်တစ်စင်းပြီးတစ်စင်းကျွန်တော်ပြောတာအဲ့ဒါဘာဖြစ်လို့ဖြစ်တာလဲဆိုတဲ့အကြောင်းရင်းက overshoot ဆိုရင်ဗာလဲဆိုတော့ overshoot ဆိုတဲ့သဘောတရားသူပုံမှန်ဆိုဒီ area ပဲလင်းတာကို overshoot ဆိုတဲ့သဘောတရားကဒီ area အပြင်နဲ့ပို့ပြီးတော့အကုန်လုံးကိုလင်းတယ်ဆိုတဲ့သဘော omni သဘောတက်ရောက်တယ် overshoot ဆိုတဲ့အမှတ်ကိုပြင်လိုက်ဒါပေမဲ့ omni သဘောကဘယ်နေရာကိုပဲတက်ရောက်မလဲဆိုတော့ဒီအပြင်ကို omni သဘောတက်ရောက်မယ်ဒီ area အတွင်းကို spotlight သဘောတက်ရောက်မယ်အဲ့ဒါကျွန်တော်တို့ box လေးတစ်တုံးကိုဒီမှာပါဆွဲလိုက်ရှုပ်နေပါလို့ဆိုဒီနေရာဒီ box လေးက spotlight သဘောမျိုးဒီ area ရဲ့အပြင်ကိုရောက်နေတွေ့လားဟုတ်နော်ဒီ light area ရဲ့သူ့ဒီအမှတ်ကိုလေကျွန်တော် show လို့နှိပ်ထားလိုက်ပြီသူ့ select မလုပ်ထားလဲမြင်နေရတယ်တွေ့လားနော်ဒါတော့ render နဲ့မဆိုင်ဘူးကျွန်တော် view ပုံမှန်မြင်ရအောင် show ကုန်းဆိုတဲ့အမှတ်ကိုစစ်ထားရင် select လုပ်မထားလဲမြင်နေရတယ်နော်သူ့အပြင်ကိုရောက်နေရင်အဲ့ကောင်ကသူ့မြင်ရအောင်နော်ဒီတုံးမြင်ရဒီတုံးနဲ့ဒီတုံးနှစ်တုံးနော်အဲ့နာလုပ်လိုက်သူက shadow ထက်တယ်သူက shadow မထက်ဒါတော့ဗာလေသူရဲ့ shadow map ဆိုတာဘယ်ထဲကိုပဲတွက်တာလဲဒီ area ထဲကိုပဲတွက်တာအဲ့တော့ကျွန်တော်တို့ကတကယ်ပြချင်တဲ့အရာဝတ္ထုကိုဒီ area ထဲကိုထည့်တယ်ထည့်ပြီးတော့
သဘောတရားတော့ဒီရာဝတ္ထုကဝေးနေတယ်ဆိုပါလို့ဒီနေရာတော့မှရှိနေတယ်ဆိုပါလို့နော်သူ့ကို share လုပ်မဲ့ကျွန်တော်တို့ကြားရမလို့နော်3D နဲ့စာဒီနေထားမျိုးကျွန်တော် render လုပ်ကောင်းတယ်တွေ့လားဒီနေရာမှာ share လုပ်ကြရင်ကျွန်တော်တို့ကောင်းတယ်ဒါ share လုပ်ကြမှာမကြမသိရဘူးဒါတော့ဗါလေအဓိက main object ကိုတော့ share လုပ်ဒီ lighting ထိုးတဲ့စနစ်ကဘာထိုးမလဲဆိုတော့ဒါ UV ကရှုံပြောလို့ရှိရင်ဒါသိသွားပြီเนาะဘာကြောင့်ဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့ဗါလေ intensity ကို1ဆိုတာ default ပဲသူ့ရဲ့ lighting က color ဒါ color ကိုကိုကြိုက်တဲ့ color ရှင်းပေါ့เนาะတိတ်ပြီးတော့ထွေတူးတိတ်ဆင်းနေကြတယ် shadow map ကိုသုံးမယ် multiplier 1ထားမယ် new lighting တစ်လုံးอ่ะပြီးလို့ရှိရင် share overshoot ဆိုတဲ့အမှတ်ကိုဘာဖြစ်လို့လဲဆိုတော့သူ့ area ကိုကျွန်တော်တို့က shadow map ကိုဒီနေရာပဲပေါ်သေးတယ်ကြောင့်ဒီ area ကိုပြကျင်တဲ့အရာဝတ္ထုကိုကာမိတဲ့အထိရွှေ့ဟုတ်ပြီနော်ဒီနေရာမှာပြကျင်တဲ့အရာဝတ္ထုကိုကာမိတဲ့အထိရွှေ့မယ်ရွှေ့ပြီးရင် overshoot ဆိုတဲ့အမှတ်ကို on လိုက်မယ်နားလည်နော် overshoot ဆိုတဲ့အမှတ်ကို on ပြီးတာနဲ့ map site ကိုသွားပြီးတော့ bias ကိုအမြင်တမ်း 0.0 မှာထားမယ်ဒီနေရာမှာတော့ကစားမယ်ပုံမှန်တော့ကျွန်တော်2048ဒီထားတယ်ဒါပါလေ main light တွေကိုပေါ့နော် main light တွေကို2048ဒါလည်းတော့ပုံမတင်တော့များပြီးတော့2024နဲ့2048ဒီနှစ်ခုပဲကစားတယ်area သေးတယ်လို့ထင်ရင်2024နဲ့တော့ကောင်းရင်2024နဲ့တော့သုံးရင်ပိုပေါ့တာပေါ့ဆက်ကနော်2024နဲ့မကောင်းရင်2048ဒီပြင်တယ်2048တိတင်လို့မှမကောင်းသေးဘူးဆိုရင်တော့ကျွန်တော်တို့တစ်ခုရှိနေရအောင်အဲ့ကိစ္စဆင်းလာနော်တခြားကိစ္စတစ်ခုကြောင့်ဖြစ်နေပုံမှန်ဆိုကောင်းအောင်တခြားကိစ္စတစ်ခုကြောင့်ဘာကြောင့်ဖြစ်ရမလဲဆိုတော့အဲ့ area ကျယ်နေလို့ဖြစ်တယ် area ကိုပြန်ကျင်းဖို့ကြိုးစားတယ်နော်2048မှာမကောင်းတော့ဘူးဒီ area ကိုပြန်ကျင်းဖို့ကြိုးစားတော့သူ့တဲ့ထပ်မတင်နဲ့ဘယ်နာထွက်မှာမဟုတ်ဘူးဟုတ်ပြီနော်အဲ့တော့ lighting basic ကလာပဲဘယ်လိုက်မဆိုအဲ့နည်းနဲ့သုံးအဲ့ဆို omni ရဲ့မကောင်းရတဲ့အကြောင်းရင်းက target လဲ target ထားလိုက်လဲဒီတိုင်းပဲကျွန်တော်ဘာမှထွေထူးပြောနေကြမလို့ဒီ parameter တွေအတိုင်းသူကကျွန်တော်တို့ဒီလိုမျိုးကိုယ်ဝိုင်းသွားတာနဲ့ဒီလိုမျိုးဖြစ်တာမျိုးပဲပွားတယ်တွေ့လားသူ့မှာလဲ directional parameter မှာလဲ in point နဲ့ out point နဲ့ရှိပြီးသားပဲဟုတ်တယ်နော်သူ့ချိန်လဲ shift 4နဲ့နေပြီးတော့ဒီလိုမျိုးချိန်ပါပဲနော်ဒါ absolute နှိပ်လိုက်ဒါမှဒီဆိုင်မှာတွေ့လားနော်ဒီမှာလေဒီလိုအတူတူပဲပြဘာမှမကွာဒီပုံစံလေးပဲကွာထူးထူးဆန်းဆန်းကွာတာ omni နဲ့ကွာ omni က live ကိုဘာဖြစ်လို့မကောင်းလားလဲဆိုတော့သူက map site ပဲ map site ကသူကဘယ်လိုတွက်တာလဲသူ area တတ်မှတ်မထားကြဘူးသူကဒီလိုမျိုးကြီးတွက်တာသူတကဘာလုံးကြီးတွက်ပတ်ပတ်လေ360 degree နော်လုံးဝ spherical area ကိုသူက512လို့1024လို့သူကကာမိအောင်ကြိုးစားတာဟုတ်အဲ့ဒါဘယ်တော့မှမကောင်းဘူးအဲ့ omni ကကျွန်တော်တို့ဖျောင်းနိုင်မီလေးတို့အိမ်ခန်းထဲမှာထွန်းနိုင်မီလုံးလေးတို့မှာပဲတုံးလို့ရတယ်အပြင်လောကမှာလုံးဝတုံးလို့မရဘူးဒီလို area ကျယ်တဲ့အဆင့်ဆိုနော် omni ကိုမိတ်ထားလိုက်တယ်အဲ့ free support နဲ့ target size ပေါ့အဲ့ဒါဆိုတော့အများဖြင့်ဒီကောင်နေနဲ့တူ live range တဲ့ parallel လာတယ်ကြောင့်နေအောင်ကတုံးနောက် creditor lighting မှာကျတော့ဘာပဲသုံးရတယ် free support သုံးလဲရတယ်ဒီ creditor ဆိုတာ area ကျင်းတာကိုကျင်းတဲ့အခါ free support သုံးလဲ live range support မျိုးတက်ရအောင်နော်support light သုံးရင်ကျဲ share ကနည်းနည်းလေးဖွာတာပေါ့နော်ဒါ target သုံးရင်တော့ပို့ပြီးကြည့်ကြတယ်အဲ့ဒီကူက site ကိုရွေးချယ်နိုင်လို့ရတယ်တိတ်ပြဿနာတည်းမရှိဘူး omni ကတော့တော်တော်ပြဿနာရှိတယ်နော် omni ကိုအပြင်လောကမှာလုံးဝမသုံးနဲ့ interior lighting မှာပဲသုံးဖို့စဉ်းစားမယ်နော် exterior lighting အပြင်လောက lighting မှာလုံးဝမသုံးဘူးနော်